ဂျွန်ဝန်ထက်ကွာမသွားခင်စာချုပ်ကိုလက်မှတ်ထိုးပြီးတာနဲ့အင်ဂျင်ကသူ့ကိုချိန်စာတပ်လိုက်တယ်။တေဆုံးသူကိုမလေးစားဘူးဆိုရင်တနေ့မဟုတ်တနေ့မိုးကြိုးထီလိုက်မယ်လို့ပြောလိုက်တာပါ။ဒါပေမဲ့ဂျွန်ဝန်ကတင်းငင်စွာပဲပြန်ပြေးတယ်။ကျွန်တော်အရန်ပုံမှန်ပါပဲအပြစ်ရှိတယ်လို့ခံစားစရာမရှိဘူးလို့ဆိုလိုက်တယ်။ကားစီရောက်တော့ဂျွန်ဝန်ကအတွင်းမှုဂိမ်းကိုထီးမို့ဘေးချထားဖို့ပြောပြီးမိုးရွာထဲမှာလက်နက်ဖတ်ချန်ကစိန်ခေါ်တယ်လို့ရက်နေလိုက်တယ်။ဒါပေမဲ့မိုးကြိုးကသူ့ကိုမထိပါဘူး။သူကပြန်လက်ပြီးထက်ခွာသွားခဲ့တယ်။အဲ့ဒီနေရာမှာတော့အင်ရှင်ကဝိညာဉ်ကမချစ်မနီလာပြီးအကျွေးရှင်းမယ်လို့တိတ်တိတ်မုံတီးစွာပြောနေရင်ကြမ်းခဲ့တယ်။လမ်းပြန်လာတဲ့အခါအတွင်းကြီးမှုကင်ကစိတ်ဝင်စားစွာဂျွန်ဝန်ကိုမေးတယ်။တခင်ဝိညာဉ်ဒီကိုကြောက်လားလို့ပါ။ဂျွန်ဝန်ကတင်းငင်းစွာပြန်ဖြေတယ်။တွေ့ပြီးသားလူတွေကကြောက်စရာမဟုတ်ဘူး။အသက်ရှင်နေတဲ့လူတွေကပဲအကြောက်ဆုံးပဲလို့ဆိုတယ်။အချိန်တူတူမှာပဲဂုံရှိုကမိုးရွာတဲ့ညအမော်နယ်မှာလမ်းဘေးမှာခိုကတ်ရက်နေပြီးကားတစ်စီးကိုစောင့်နေခဲ့တယ်။အတွင်းကြီးမှုကင်ကသူမကိုကားတောင်းလန့်နေတယ်ဆိုတာမြင်တော့ဂျွန်ဝန်ကိုကားရက်ပြရမလားလို့မေးလိုက်တယ်။ဒါပေမဲ့ဂျွန်ဝန်ကအေးဆက်ဆက်နဲ့တန်ဆန်မောင်လို့အမိန်ပေးလိုက်တယ်။ကားကမဝေးမီမှာပဲအတွင်းကြီးမှုကင်ကရှေ့မှာအလင်းတောက်တစ်ချက်မြင်လို့လန့်ပြီးအရေးပေါ်ဘရိတ်ဖိလိုက်တယ်။ဂုံရှိုကသူ့အထွတ်ကားရက်ပေးတယ်လို့ထင်ပြီးချက်ချင်းကားထဲဝင်ထိုင်လိုက်တယ်။ဒါကိုမြင်ပြီးအတွင်းကြီးမှုကင်ကအန်အားထားပြီးဒီလောက်အလွတ်အကျွတ်နေရာမှာဘာကြောင့်ကားဆောင်နေတာလဲလို့မေးလိုက်တယ်။ဂုံရှိုကရိုးရိုးသားသားပဲမိုးကျူးမထီအောင်ဝိညာဉ်တကောင်ကဒီနေရာကိုခေါ်လာတာပါလို့ပြန်ဖြေတယ်။အဲ့ဒီနောက်ဂျွန်ဝန်ကိုလှည့်ကြည့်ပြီးအတိတ်ပဲရှိတဲ့စကားတစ်ခုပြောလိုက်တယ်။မိုးကျူးကိုရှောင်း